ညကကျွန်တော်တို့အာဆင်နယ်အသင်းက FA ဖလားတတိယအဆင့်ပွဲစဉ်မှာပြိုင်ပွဲပို့စမောက်အသင်းကို၄ဂိုးတကိုးဆိုတဲ့ဂိုးပြတ်ရလမ်းနဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်ခဲ့သွားခဲ့ပြီပေါ့လေဆိုတော့ဒီပွဲမှာထူးထူးခြားခြားပြောကြရတယ်တိတ်မရှိခဲ့ပဲမဲ့ကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်အထူးသဖြင့်ကျွန်တော်အဓိကမှာအများစုအနာပိနိုင်ခဲ့တယ်ပေါ်ထက်လူစင်းမှာကျွန်တော်တို့အဓိကပတ်လီယာဆိုလို့ကာဗီယယ်မာဂါဟေးတယောက်ပဲနီးပြအတီတာထဲတုံလာတယ်ဂိုးသမားနေရာကနေကျွန်တော်တိုက်စစ်နေရာအထိအကုန်လုံးကကျွန်တော်အရန်ကားမှာအများစုပေါ်ထွက်ခဲ့တယ်ကစားချိန်မရတာကြာပြီဖြစ်တဲ့မကစားရတာကြာပြီဖြစ်တဲ့ကျွန်တော်အီတန်ဝါနရီအေရီယာချီအဇီတို့လည်းပေါ်ထွက်ကစားခဲ့တယ်ဆိုတော့ဒီပွဲမှာဝေဖန်မှုတွေအများကြီးရင်ဆိုင်နေရတဲ့ဂါဘီယယ်မာတင်နယ်လီကဟက်ထရစ်သွင်းခဲ့တယ်ထူးထူးခြားခြားပဲကျွန်တော်တို့ကော်နာ၄ချိန်ရတယ်ကော်နာနေကျွန်တော်တို့၃ဂိုးဝင်ခဲ့တယ်ကော်နာ၄ချိန်မှာ၃ဂိုးဆိုတာတော်ကောင်းတဲ့ရလိုက်လို့ပြောမှာပေါ့နော်တစ်ဖက်အသင်းအတွက်ကတော့ကျွန်တော်ပရီးမီးယားလိဂ်ကလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ set speed တွေထောင်းကန်မောတွေတက်ကန်မောတွေကိုမရင်းနှီးတဲ့အချိန်မှာပညာပေးခံလိုက်ရတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဒီပွဲမှာကျွန်တော်တို့ဒဏ်ရာရနေတဲ့ကြာပြီဖြစ်တဲ့ကစားသမားတွေဖြစ်တဲ့ဂါဗီယယ်ဂျေဇူးတို့ပေါ်ထွက်ကစားသမားဖြစ်ပါဝင်လာတယ်နောက်ထပ်ပိုကောင်းတာကကျွန်တော်အသင်းရဲ့ကာလာချီဒဏ်ရာရနေတဲ့တိုက်စစ်မှုကင်ဟာဘက်ပြန်ကစားတယ်ပွဲပြီးတဲ့အချိန်ထိဘာဒဏ်ရာမှပြန်မရပဲနဲ့ကောင်းကောင်းမွန်တိုင်းနဲ့အဆုံးသတ်နိုင်ခဲ့တယ်ဒါကဝမ်းသာရပါပြီးတော့ကျွန်တော်တို့လူငယ်သမားလေးမာလီဆယ်မွန်ဒီကောင်လေးလည်းဝင်ကစားသွားတယ်ခြေစွမ်းလေးရတော့မစိုးဘူးကျွန်တော်အနာကမမျှော်လင့်လို့ရနိုင်တယ်ဆိုတော့ခြုံကြည့်ရမယ်ဆိုကျွန်တော်တို့တခြားပြီးမဲ့လေးအသင်းကြီးတွေကိုပြတ်သွင်းကြတဲ့အတိုင်းအာဆင်နယ်အသင်းကလည်းညကကျွန်တော်တို့ post mark ကိုပြတ်သွင်းခဲ့တယ်ဆိုတော့ဒီခြေစွမ်းဒီရလက်ကနောက်လာမဲ့ပွဲစဉ်မှာကျွန်တော်တို့အရေးပါလာပါလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့အဓိကသမားတွေကိုအနာပေးနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အနာရတဲ့ကသမားတွေက fresh ဖြစ်နေမယ်နောက်လာမဲ့ပွဲစဉ်ချဲဆီနဲ့ကျွန်တော်ခါတာပုံဖလားကန်ရပါမယ်ချဲဆီတင်းရဲ့အိမ်ကွင်းမှာအရင်ဆုံးသွားကန်ရမယ်နောက်မှကျွန်တော်ဒုတိယအကြော်အာဆင်နယ်တင်းရဲ့အိမ်ကွင်းမှာကန်ရမယ်ဒီပွဲစဉ်မှာအနာရတဲ့ကသမားတွေအားလုံးအင်ပစ်အားပြင်းနဲ့ပြန်လာပါလိမ့်မယ်ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်မှာတော့ကျွန်တော်ချဲဆီကို10ယောက်17ယောက်နဲ့တော့အနိုင်မရခဲ့ပေမဲ့ဒီပွဲမှာတော့အင်ပစ်အားပြင်းနဲ့ကစားသမားတွေပြန်လာပြီးတော့အနိုင်ရလက်ရအောင်ကောင်းဆုံးကြိုးစားကြပါလိမ့်မယ်လက်ကအသင်းအတွက်အပေါင်းလက္ခဏာဆောင်နေမဟုတ်ဘူးနောက်ကန်မဲ့ချဲဆီအသင်းအတွက်ပါတတိပေးခေါင်းလောင်းထိုးလိုက်တယ်လို့မျိုးတတိပေးလိုက်တယ်လို့မျိုးဖြစ်သွားတယ်ဆိုတာကတော့ကျွန်တော်တို့ပြောကြညင်းနေရမရှိဘူးပေါ့နော်ဒါကိုကျွန်တော်အာဆင်နယ်ဖန်တွေအများဆုံးလည်းသိပါလိမ့်မယ်ဆိုတော့ဒီရလက်ကကိုပြက်ရလက်တင်မဟုတ်ဘဲနဲ့ကျွန်တော်နောက်လာမဲ့ချဲဆီအသင်းနဲ့ကန်မဲ့ပွဲစဉ်မှာပါအရေးပါလာပါလိမ့်မယ်အထူးသဖြင့်ဒီရလက်ကကျွန်တော်တို့နီးပြတင်တဲ့ကစားမဲ့ချဲဆီအသင်းအတွက်တတိပေးခေါင်းလုံးတန်ဖြစ်ပါလိမ့်မယ်ချဲဆီအသင်းအတွက်ကတော့မလွယ်တဲ့ပွဲတော်ဖြစ်လာမှာပါ